အားလုံးမင်္ဂလာပါကျွန်တော်နာမည် HeroCraft တို့ဒီနေ့မှာတော့ကျွန်တော်တို့Minecraft ကတော့မစောပြသေးဘူးပေါ့နော်ကျွန်တော်နောက်ထပ် HeroCrafter Office ကဆိုတဲ့ channel တစ်ခုဖွင့်မှာပေါ့နော်အဲ့ဒါကတော့ဘယ်ချိန်ဖွင့်မယ်လို့မသိပါဘူးနောက်ထပ်တစ်နေ့လောက်ကြာရင်ဖွင့်မယ်နောက်ထပ်2နေ့လောက်ကြာရင်ဖွင့်မယ်တစ်လလောက်ကြာရင်ဖွင့်မယ်ပေါ့နော်အဲ့ဒီ HeroCrafter Office ချဲဆိုရဲပေါ့နော်အကောင့်ကဒီဖုန်းနဲ့မှာမဟုတ်ဘူးပေါ့နော်တခြားဖုန်းတွေမှာပါအဲ့ဒါဆိုကျွန်တော်ကဒီဖုန်းဟုတ်ပါကျွန်တော်ကပေါ့လေဒီဖုန်းမသုံးတော့ဘူးနောက်ထပ်ဂိမ်းတစ်ခုသုံးရမှာပါအဲ့ဆိုတော့ so startတာဝါချိုးနေအချင်းမျိုးခေါ်တယ်လေမင်းကနားမလားဘူးကျွန်တော်ဒါမဆက်ခင်တော့ကျွန်တော်ပြောမယ်ဒီနေ့မှာတော့ဘိုးလို့မအော်ချစ်ချက်ရေးမရေးချစ်ချက်တယ်ပါစလိုက်ကြရအောင် let's go မင်းပတ်ပြင်းနေရလေငါဟိုက်ပါလေဟိုက်ပါဆိုတော့ငါပတ်စားနေရသေးတယ်လေမင်းပတ်စားရောက်ငါတာဝါချိုးနေရဲ့အချိန်တော့ငါနာကိုလာကူအောင်လေကွာမင်းရှိတာတက်ပြီးတော့မင်းစောက်သုံးမကြလို့ရှိပါလေဟိုက်ပါဆိုတော့ငါပတ်စားနေရသေးတယ်လေမင်းပတ်စားရောက်ငါတာဝါချိုးနေရဲ့အချိန်တော့ငါနာကိုလာကူအောင်လေကွာမင်းရှိတာတက်ပြီးတော့မင်းစောက်သုံးမကြလို့ရှိတာမင်းလည်းစောက်သုံးကြလို့လားငါ့ကိုစောက်သုံးမရမင်းစောက်သုံးတယ်နော်မင်းစောက်သုံးကြလို့လားမင်းငါ့ကိုလားငါကြမင်းသိတာမစောက်ငါတခင်လည်းတစ်တော့မှာဂျပန်အကောင့်ဆိုလားကိုရီးယားအကောင့်ဆိုလားဖွင့်ပြီးတဲ့မနာရန်ကနေကိုကပတ်စံရမရတော့မသိဘူးအိမ်ကလူတွေတော့မျက်စိတော်တော်နောက်မြောင်တော့မြောင်မယ်ဒါပေမဲ့ဇိုးမြောင်ဘယ်မြောင်မှာတတူထိုးတာမြင်ဘူးလို့လေတတူတွေနဲ့ဆိုတချို့ကအထင်သေးကြတယ်အထင်သေးတဲ့တောက်ကမဆိုင်ဘူးတစ်ခုလုံးဖိုးမှာOh my ပီဇာစားထားလားမသိဘူးအီပုတ်တော့ပီဇာနဲ့ရတော့လက်ကလေးမတော့နဲ့ကြတယ်ဟဲ့ဂျေးဟေးဘာလဲစောင်းတီးပြမယ်လေနားထောင်မလားဟမ်စောင်းတီးတယ်လည်းမကြိုက်ဘူးတဲတီးတယ်လည်းမကြိုက်ဘူးတို့လူကငါ့ကိုကျွဲပါစောင်းတီးဆိုပြီးစော်ကားသွားတာဟဲ့ရစားငါမစင်းကားလိုက်ပြီးချက်ချင်းဟဲ့စင်တော့မှခွေးတိုးပေါက်လိုက်ဆိုင်နဲ့ဟိုဝင်ဒီထွက်နဲ့စင်ပေါ်တော့ရောက်ကြလာပြီဘယ်အဲ့ဒီပြန်စင်းလို့စင်းရမှမသိတော့ခွေးလန်းနေပျောက်တယ်ဆိုတာမျိုးပြိတ္တတွေကလည်းငါအားပေးနေတာဟာတော်ပြီကွာမစင်းကျင်တော့ဖိတ်နဲ့ဆက်နေပါဟုတ်ချောင်းလားဒီချိန်မကောင်းလေဟဲ့ပကံသွားလိုက်တာပုံမကောင်းလားပကံကြတော့ရိုးနေပြီလေဟဲ့တခါတလေလေးပါလေကန်းကြီးလေးပါလေအဲ့လိုသွားကြမလားကဘာလေကားတော့အေးချန်ကလောပဲတက်ချင်တယ်ကလောပဲသွားမယ်ညကြနေတော့၃កောင်အရှင်ပြေအောင်ညကြငါတော့ဘယ်သွားလိုက်မှရတယ်မဟုတ်ဘူးလေခုကသွားမှ၄កောင်သွားချင်တဲ့နေရာ၃နေရာဖြစ်နေဘယ်လိုလုပ်ကြမှာလဲဒါမှမဟုတ်ကြိုက်တီယိုလေးပဲသွားကြမလားသွားကြည့်ဦးကောက်မလည်းပို့လာပြန်ပြီနောက်တနေရာဒီမှာ၃နေရာတောင်တိုင်ပတ်နေပါတယ်ဆိုတော်ညီတို့နဲ့လည်းဘယ်မှသွားပြမှာမဟုတ်ဘူးသွားတော့မသွားသေးဘူးတိုင်မင်တာနဲ့အဆင်မပြေတော့မသွားနဲ့ကောင်းတယ်ကိုမြောက်ကတော့ဘယ်မှမသွားဘူးအိမ်ပေါ်ကနေအိမ်အောက်တော့မစင်းဘူးလှုပ်လိုက်တာနဲ့ပတ်စံကုန်လို့သူများတွေလိုအဝေးခီးသွားဖို့နေတတ်အိမ်နောက်ဘေးကမိဖို့ကြောင်လေးတော့မဝင်ဘူးကုန်တာတွေဝယ်ရမှာဆိုလို့ဘာနေယူလဲဒါလေးလားယူမယ်ဆိုယူလို့မှန်ပြီဒါလားဒါလည်းမဟုတ်ဘယ်ယူမှဒါလားယူမယ်ဆိုအယုတ်ယူလို့မှန်ဒါလားဒါလားတစ်ဆိုင်လုံးကုန်တော့မယ်အခုတိမယူသေးဘူးအမလေးမြက်တက်လီခွေးတခုဘဝမလွယ်ပါလားမြက်တက်လီတက်နေတယ်လေခဏလေးတော့ဝင်ရောက်ခတ်တဲ့အိမ်ဟင်းအိုးရရှိသမျှအကုန်ဆွဲပြမှာယူတော့ဖုန်းနဲ့နူးနေတဲ့ရွယ်အချီရဲ့ချောင်းနေပါကျွန်တော်ရေးရတယ်နော်ဘယ်လိုရေးလို့မရပြောင်းတယ်လေးကိုရမ်းချစ်တယ်ကွာလမ်းမကြီးမှာဘာတွေဖြစ်နေကြတာလဲဘာတွေချစ်နေကြတာလဲဟုတ်ကအထဲဝင်စမ်းမဝင်ဦးမေယာပြောင်းတယ်လေးကိုမြောက်မေကိုကြောက်တယ်နေငါဒီလမ်းဘေးကကြောင်မနဲ့သဘောမတူနိုင်ဘူးလို့ငါအပြက်ပြောထားပြီးသားတော့မြောင်တယ်လေးကိုလမ်းဘေးကကြောင်မလို့တော့မပြောနဲ့အမေမင်းမောင်စပုတ်ပြန်အောင်နေတာလမ်းဘေးကကြောင်မမလို့လမ်းဘေးကကြောင်မလို့ပြောတော့ဘာဖြစ်လဲဘာနေနာနေအားလုံးကကြောင်သားတွေပဲကြောင်သားအချင်းချင်းအစ်စ်နဲ့မခွဲကြပါနဲ့ဗျာဟိုကြောင်မငါတောင်းနောက်တစ်ခါမပတ်သက်ဖို့ညီတို့ကဘယ်လောက်ပေးရမလဲအားလုံးပဲ bye bye